ဘာအင်အားကြီးနိုင်ငံကြီးတစ်ခုကတညထဲမှာတင်အစအနမရှိပျောက်ကွယ်သွားနိုင်တယ်ဆိုတာမိတ်ဆွေတို့ယုံကြည်နိုင်ပါသလားတမိုင်းကြောင်းကိုစိတ်ဝင်စားပြီးအာနာတီဆောက်ပုံအပြောင်းအလဲတွေကိုလေ့လာခြင်းတဲ့သူတွေအတွက်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီ empire ကြီးဟာဘလို့မျိုးအနှစ်သာရမရှိတဲ့တစ်တာအလွတ်ကြီးဖြစ်သွားခဲ့ရတာလဲဆိုတာကိုအဆုံးထိစက်ကြည့်လိုက်ရအောင်ပါအရှေ့ယူရိုပမှာကွန်မြူနစ်ဝါဒပြိုလဲသွားပြီးဂျာမနီနိုင်ငံပြန်လဲပေါင်းစည်းသွားတဲ့အချိန်မှာဆိုဗီယက်ပြည်ထောင်စုကြီးအတွင်းမတည်ငြိမ်မှုတွေစတင်လာခဲ့ပါတယ်။ဒီမတည်ငြိမ်မှုတွေက USSR တစ်ခုလုံးကိုရိုက်ခတ်ခဲ့ပြီးဘော်တီဒေတာကနိုင်ငံငယ်လေးတွေကသူတို့ရဲ့လွတ်လပ်ရေးကိုအရင်ဆုံးစတင်ကြီးညာခဲ့ကြပါတယ်။ဒါက Empire ကြီးရဲ့အကြောင်းတွေစတင်ပေါ်ပေါက်လာတဲ့အစပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာပြိုလဲမှုရဲ့အစပဲရှိပါသေးတယ်။နောက်ထပ်ပါတီဖြစ်လာအောင်မလဲဆိုတာကပို့ပြီးစိတ်လှုပ်ရှားဖို့ကောင်းပါတယ်1930ခုနှစ်ဇူလိုင်လ1ရက်နေ့မှာတော့ဝါဆော်စာချုပ်ကိုဖျက်သိမ်းလိုက်ပါတယ်ဒီလိုနဲ့နောက်တလအကြာမှာတော့ခေါင်းဆောင်ကြီးဂေါ်ဘာချော့ဖဟာအာနာသိမ်းမှုကိုကောင်းကောင်းထောက်မှစွာနဲ့ရှောင်လွှဲနိုင်ခဲ့ပါတယ်ဒါပေမဲ့သူဟာအာနာသိမ်းမှုကိုကျော်လွှားနိုင်ခဲ့ပေမဲ့လည်းအရင်လိုတိုးစားအာဏာမရှိတော့ပါဘူးဒီလိုတိုးစားကျဆင်းသွားတာကဆိုဗီယက်ပြည်ထောင်စုကြီးကိုဘယ်လိုအခြေအနေဆိုးလဲတွန်းပို့လိုက်တယ်လဲဆိုတာစဉ်းစားကြည့်ဖို့လိုပါတယ်ဂိုဘာချော့ဖဟာဆိုဗီယက်ပြည်ထောင်စုအပေါ်ထိန်းချုပ်နိုင်စွမ်းတဖြည်းဖြည်းလျော့နှင်းလာပြီးနိုင်ငံလေးတွေကလည်းတစ်ခုပြီးတစ်ခုလွတ်လပ်ရေးကြီးညာခဲ့ကြပါတယ်။နောက်ဆုံး1992ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာတော့ USSR ဟာအနှစ်သာမရှိတော့တဲ့ဒေတာအလွတ်ကြီးတစ်ခုဖြစ်သွားခဲ့ပြီးဂိုဘာချော့ဖနဲ့ယာဒူးကနေနှုတ်ထွက်ခဲ့ရပါတယ်။ဒါဟာကြီးမြတ်တဲ့အင်ပါယာတွေတောင်အချိန်မရွေးပြိုလဲနိုင်တယ်ဆိုတာကိုပြသနေတာပါ။ဒီလိုတမိုင်းဝင်ဖြစ်ရတွေကနေသင်ခန်းစာယူပြီးလက်ရှိကမ္ဘာအခြေအနေကိုပိုပြီးနက်နက်ရှိုင်းရှိုင်းနားလည်နိုင်ဖို့နောက်ထပ်ဘူထူးထတွေကိုလည်းဆက်လက်မျှဝေပေးသွားအောင်မှာဖြစ်ပါတယ်